အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကိုတူရပါဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ဒီ Facebook group ထဲမှာမေးထားတယ်ပေါ့နော်မေးထားတယ်ဘာလဲဆိုတော့အမကန်ကျမကြီးအမကန်ထားတာတဲ့ရှိပြီးသားယောဂတွေအကာအကွယ်မရလို့တဲ့ရတဲ့အမကန်ဘာရှိလဲတဲ့နောက်ပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့အမကန်တွေတခုမှသဘောမကျဘူးတဲ့နိုင်ငံအမကန်ကိုထားခြင်းတယ်တဲ့အဲ့လိုမျိုးလေးရေးထားတာတွေ့တယ်တွေ့တော့ကျွန်တော်ပထမတစ်ခုကတော့သူ့ရဲ့ဖြစ်ချင်တဲ့ဆန္ဒကိုသူပြောတာဆိုတော့ဒါကတော့သူ့အပြစ်တော့မဟုတ်ဘူးနောက်ပြီးတော့အမကန်နဲ့ပတ်သက်တဲ့ knowledge တွေနဲတာကကျွန်တော်တို့တနိုင်ငံလုံးကျွန်တော်တို့ကိုယ်တိုင်ကလည်းနဲပါတယ်အခုမှသာပြန်ပြီးတော့လေ့လာပြီးတော့မှသိလာတာအဲ့တော့ကျွန်တော်တို့သိတဲ့လောက်ကတကမ္ဘာလုံးမှာရှိတဲ့အမကန်တွေဘယ်ဟာမှ pre existing မပေးပါဘူးကိုယ့်ဒီမှာအမကန်မထားခင်မှာရှိပြီးသားယောဂဟာကျွန်တော်ကစီးကျိုဖြစ်တဲ့သွေးတိုးဖြစ်တဲ့နှလုံးဖြစ်တဲ့ကြောက်ကပ်ဖြစ်တဲ့ဖြစ်မှအမကန်ထားတယ်အမကန်ကုမ္ပဏီဘက်ကကြည့်တော့လေဒီလူကိုစိတ်ကူပွေရမယ်ဆိုတာတိနဲ့အမကန်ဘသူဟာပြီးမှာလဲသူတို့ကလည်းအစိုးရကအမကန်မထားခင်ကောင်းနေတဲ့အချိန်ကျမကြီးကောင်းနေတဲ့အချိန်မှာအမကန်လာထားပါအမကန်ထားပြီးနောက်ပိုင်းဖြစ်တဲ့ကျမကြီးယောဂကိစ္စအကုန်တာဝန်ယူမယ်သူတို့ကပြောတာရှင်းရှင်းလေးကျွန်တော်တို့ကလည်းဟုတ်ပြီငါတော့ကောင်းတယ်မယုံရင်ငါ့ကိုကြိုက်တာစစ်ငါလက်ရှိမိသားစုမှာလည်း history မရှိဘူးငါရဲ့မိသားစုမှာမျိုးလိုက်တဲ့ယောဂကြီးမရှိဘူးငါမှဖြစ်နေတာဘာမှမရှိဘူးဒါပေမဲ့ငါအမကန်ထားပါငါမင်းတို့ပတ်စံသွင်းအေးဒါပေမဲ့ငါယောဂတစ်ခုဖြစ်လာခဲ့လို့ငါဆေးရုံတက်ရတယ်မင်းတို့ငါ့ကိုပတ်စံပေးငါရဲ့ဆေးကုသဆေးမင်းတို့ခံဒါသူနဲ့ကိုနဲ့ဒါအပြန်လှန် contract ချုပ်တာအဲ့လိုလည်းမဟုတ်ဘဲနဲ့ကျွန်တော်မှာယောဂကြီးရှိတယ်ခင်ဗျာကျွန်တော်ယောဂကြီးကိုခင်ဗျာဆေးကုပေးကျွန်တော်ခင်ဗျားကိုအမကန်ကြည့်ပေးမယ်နောက်ပြီးတော့ကျွန်တော်ဒီယောဂအတွက်ဆေးစစ်တဲ့ဆေးစစ်ကြီးတွေအဲ့ဒါကြီးလည်းခင်ဗျားပေးအဲ့လိုမျိုးကြတော့ဘယ်အမကန်ကလက်ခံမှာမဟုတ်ပါဘူးဒါကတော့တေချာပေါ့ပြောရပါတယ်နောက်ပြီးတော့နောက်တစ်ခုကကြတော့ဟုတ်ပြီအမေရိကန်မှာရှိတဲ့အမကန်လက်ခံတယ်တဲ့ဟုတ်ပြီလက်ခံတယ်ဆိုတော့ तू ကသူ့နိုင်ငံသားမှာပဲလက်ခံတာအဝေးကနိုင်ငံလူတွေကိုလှမ်းရောက်နေဆိုပါတော့ရောက်တဲ့အချိန်မှာကျွန်တော်မြန်မာနိုင်ငံကိုအမေရိကန်ကနေပြီးတော့မှ claim ပေးမယ်ဒီပမှာဝယ်ထားတဲ့အမကန်ကနေပြီးတော့ claim ပေးမယ်ပို့ပေးမယ်ပတ်စံပို့ပေးမယ်မြန်မာနိုင်ငံထဲကိုဒေါ်လာဓာတ်ရိုက်လွှဲလို့မရပါဘူးလွှဲခွင့်လည်းမရှိပါဘူးမရှိတော့ဘယ်လိုလုပ်ကြမလဲဟိုဒီကနေလွှဲမှာလား broker တွေကလွှဲမှာလားဒါတွေကတော့ဒီပအမကန်ထားဘူးတဲ့သူတွေကပို့ပြီးတော့တိမှာဖြစ်ပါတယ်ကိုယ့်ရဲ့တစ်ဆင့်ကိုယ့်ရဲ့နီးစပ်ရာတငယ်ချင်းမိတ်ဆွေတွေရဲ့ဘဏ်အကောင့်တွေကနေတစ်ဆင့် claim ရတာမျိုးတွေအများကြီးပါပဲအဲ့တော့ကိုပြည်တွင်းမှာ claim ရတဲ့အမကန်တော့အဆင်မပြေကြပါဘူးဒါလေးတစ်ချက်ကိုဒုတိယချက်အနေနဲ့ကျွန်တော်ထပ်ဆောင်ပြီးတော့မှပြောပြခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံထဲမှာတော့အမကန်တွေဒီအခုမှတက်တက်နှုတ်သေးတဲ့အတွက်အားမရနိုင်ကြတော့ဖြစ်နေတော့မှာပဲဆက်ပြီးတော့မှတော့ဒီတက်ပို့ပြီးကောင်းတာတွေလာဖို့လည်းမျှော်လင့်ထားပါတယ်ကြိုးလဲကြိုးစားနေကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ